ပုံပြောပြမယ်ဟိုးရှိရှိတုန်းကဗယနတီတိုင်းပြည်ရဲ့ဘရင်ကြီးမှာစော်3ပွေရှိတယ်ဟဲ့မိဖုရားလေဟုတ်မိဖုရား3ပွေရှိတယ်3ပါ3ပါဩစော်3ပါရှိတယ်မဟုတ်ဘူးလေဟာစော်3ပွေအပြင်ကိုမိဖုရား3ပါရှိတာအဲ့လိုလားဟုတ်ဒီမှာငါမင်းမဖះရှင်ခိုးတာအကြာကြီးပဲနော်ဘာလဲနောက်ဘဝနဲ့ပြီးမှနတ်သမီးဖြစ်ရပါလို့ကြီးလို့ဆူတောင်းတယ်မို့လားယောက်ျားလည်းနတ်သားဖြစ်ရှင်တယ်အမလီရှင်ကတော့နတ်သားဖြစ်ချင်မှာပေါ့ကျုပ်ကတော့နတ်သမီးဖြစ်ချင်မှာအောင်ဘာဖြစ်လို့နတ်သမီးမဖြစ်ရှင်တာတော့နတ်သားတွေကနတ်သမီးတစ်ဖက်900စီနဲ့ဆန်စားတာတဲ့ကိုယ်လည်းဘယ်တော့ရောက်မလဲမျောရင်းနဲ့မောနေရမှာဟုတ်ဒီမှာဆရာသွားတခြားနှုတ်ရှင်လို့ပါဘယ်လောက်ပေးရမလဲဒီအတိုင်းနှုတ်ရင်9000နေ့စီထိုးနှုတ်ရင်1000အဲ့ဆိုဒီတိုင်းနှုတ်ပေးအရန်နာမှာနော်ရတယ်နှုတ်မှာကျမယောက်ျားဟုတ်ဒီမှာ Nice. Hey how are you as for me I am fine what is that ဟောမေးရလားဒါမုံစိန်မောင်းလေစားကြည့်မလား Oh no. I don't like အတုံးလိုက်ရောင်းတာမဟုတ်ဘူးဖဲ့ဖဲ့ပြီးနည်းနည်းစီရောင်းတာရောလေကောင်းတယ်စားကြည့်oh no အုံလို့မပါဘူးမตาရဲ့တကြားနဲ့လောက်ထားတာဟုတ်ဒီမှာရှုခင်းလေးတွေရိုက်ရှုခင်းလေးတွေရိုက်လိုက်ရှုခင်းလေးတွေရိုက်လို့ငါ့ကိုရိုက်ငါ့ကိုရိုက်လို့ရပြီငါ့ကိုရိုက်လို့ဒီမှာ post ပေးနေပြီလို့ဟာခါးတွေကိုညောင်းလို့ဟေး post ပေးနေရတာဟိုဘက်ကရှုခင်းလေးတွေပြန်ရိုက်ဟိုဘက်ကရှုခင်းလေးတွေပြန်ရိုက်လိုက်လေဟိုဘက်ကရှုခင်းလေးတွေပြန်ရိုက်လိုက်လို့ပြောနေတာငါ့ကိုရိုက်တော့ဒီမှာငါ့ကိုရိုက်တော့ဟာမောစာအေးရပြီလားဟိုဘက်ကိုပြန်ရိုက်အောင်ဟိုဘက်ကလေးကိုပြန်ရိုက်လိုက်အောင်ငါပို့ပြောင်းချင်တော့ဟိုဘက်ကလေးကိုနည်းနည်းပြန်ရွှေ့ရိုက်ဟိုဘက်ကလေးကိုပြန်ရွှေ့ရိုက်လိုက်အောင်ငါပို့ပြောင်းချင်တော့ဟိုဘက်ငါ့ကိုရိုက်ဒီမှာငါ့ကိုရိုက်ဗျာကိုမောင်နေရဲ့မျက်နှာကိုမှမထောက်ဒါတက်တက်အဆက်ခွဲတာဦးမဲတုတ်တာဟမ်ဘယ်သွားအတွင်းငံဘောင်းမီဝစ်သွားဘာလို့မှားထားလင်းနဲ့အခုတော့အလှူသွားတယ်အတွင်းငံဘောင်းမီမဝစ်ဘူးခေါင်းတော့ထမိန်ကျွတ်ကြတယ်ဟမ်လူကြားလို့မှကောင်းကြသေးရဲ့လားမြင်လို့မှကောင်းကြသေးရဲ့လားထမိန်ကျွတ်ကြတာအကြောင်းမဟုတ်ဘူးကျွတ်ကြတဲ့ထမိန်ကိုကောက်လိုက်တဲ့အချိန်မှာပြူးလို့တဲ့မျက်လုံးကိုနော်နောက်ကကြီးတဲ့ကောင်လေးတွေကပြောတယ်ဖင်ကြီးကိုမဲလို့တဲ့ဒီကြားလို့မှကောင်းကြသေးရဲ့လားဒါကတော့နေငါ့ကိုပတ်ပြောတာဒါကတော့နေငါ့ကိုဒဲ့ပြောတာနော်ငါမဝတ်တာအေးအဲ့ဒီအတွင်းကဘောင်းမီမဝတ်တဲ့ကိစ္စကိုပြောတာအတွင်းကဘောင်းမီကဘလောက်ထိဈေးကြီးလို့လဲကျွန်တော်ဝယ်ပေးမယ်ငါမဝယ်နိုင်လို့မဟုတ်ဘူးငါမဝတ်တာဝတ်လို့မရဘူးလေဗျာဝတ်ကိုဝတ်ကမယ်အမမဝတ်ဘူးလို့အမအတွင်းကဘောင်းမီမဝတ်ဖက်နဲ့ကြက်လျှောက်သွားဟောဒီမှာတွေ့လားအကိုကြီးဆိုင်းရင်းသူတို့အကိုကြီးကိုလက်တို့နဲ့တွေ့အမကောင်းကောင်းကြီးဘဝပြတ်မယ်